ဒါမျိုးချောင်း velocity edit တွေကိုကိုယ်တိုင်လုပ်တဲ့ချင်းလားဒါဆိုရင်တော့သင်တဲ့သွားတက်နေစရာမလိုပါဘူးဒီဗီဒီယိုလေးက brother တို့အတွက်အသုံးဝင်ကောင်းဝင်နိုင်ပါလိမ့်မယ်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ကြည့်လိုက်ပါ let's go guys အရင်ဆုံးကိုလှုပ်ချင်မဲ့ဗီဒီယိုထည့်ထားမယ်ဗျာပြီးရင်တချင်းထည့်မယ်ပေါ့နော်တချင်းထည့်ပြီးလို့ရှိရင်ဒီတချင်းကိုကျွန်တော်တို့က velocity လုပ်မယ်ဆိုအရင်ဆုံး beat ချရမှာဗျာ beat ချရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အောက်ကဘာလဲကျွန်တော် beat ကိုရှာပြီးတော့ဒီမှာ beat ထည့်မယ်ဒီမှာ beat ထည့်တာကဒီဘက်က auto generate ဆိုတဲ့ဥစ္စာလေးကကြတော့သူကသူချပေးရဒီ add beat ဆိုတာじゃကိုကြိုက်တယ်လို့ထည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတချင်းကို auto generate နဲ့ပဲလုပ်လိုက်မယ်ခဏလေးစောင့်ပြီပါနော်အဲ့ဆိုရင် beat နဲ့တချင်းကျွန်တော်လုံးမယ်နေရာနဲ့ညီလားမညီလားကြည့်မယ်ဗျာအဲ့လောက်ဆိုညီပြီပေါ့နော်အဲ့လောက်ဆိုလို့ရှိရင်ကျွန်တော်တို့ကတချင်းစပြီးလာတဲ့နေရာမှာ beat ထဲမှာဖြစ်တဲ့အတွက်ခလိုက်ရှာလိုက်မယ်အဲဒီနေရာမှာကျွန်တော်တို့ဒီ beat နေရာလေးမှာဒီ beat နေရာလေးမှာကျွန်တော်တို့က velocity စပြီးလာတော့မှာချောင်းရဲ့ velocity scale 1စပြီးဝင်တော့မှာဗျာအဲ့တော့ဒီ video ကိုကျွန်တော်တို့ကဖြတ်လိုက်မယ်ဆိုတော့ဒီ share အပိုင်းကိုတော့ brother တို့ကြိုက်တယ်လို့ကြိုက်တဲ့ပုံစံမျိုး slow motion ပဲထည့်တယ်ကြိုက်တာထည့်လို့ရတယ်ပေါ့နော်အဲကျွန်တော်တို့ဒီတိုင်းလေးပဲထားလိုက်မယ်ဒီနောက် video မှာကျွန်တော်ကချောင်း velocity စလုပ်မယ့်နေရာကိုရှာလိုက်မယ်ဟုတ်ပြီအဲဒီမှာscale 1ပထမတစ်ချက်စထွက်တဲ့နေရာအဲ့နေရာလေးမှာကျွန်တော်က video ဖြတ်လိုက်မယ်ပြီးရင် share မလိုတဲ့အပိုင်းကိုကျွန်တော်ဖြတ်ထုတ်လိုက်မယ်ဖြတ်ထုတ်လိုက်မယ်ဆိုကျွန်တော်ဒီမှာသူ့ရဲ့တချင်းပြီးလာတဲ့နေရာမှာချောင်း scale 1စထွက်လိုက်မယ်အဲ့လိုမျိုးစထွက်မှာဆိုတော့ကျွန်တော်ဒီတိုင်းစကြည့်မကောင်းဆိုတော့ကျွန်တော် velocity နဲ့လုပ်မှာပေါ့နော်အဲ့တော့ scale 1ရဲ့ပထမတစ်ချက်ဆုံးတဲ့နေရာလေးလိုက်ရှာလိုက်ဒုတိယဘီးနဲ့တော့ညီမှာမဟုတ်ဘူးဒါပေမဲ့ဆုံးတဲ့နေရာဒီနေရာရောက်တဲ့ဖြစ်တဲ့အတွက်ကျွန်တော်နည်းနည်းလောက်လေးညှိယူပြီးတော့ရတယ်အဲ့ဆိုလို့ရှိရင်အဲ့နေရာကိုကျွန်တော်ဖြတ်လိုက်မယ်ဆိုတော့ဒီမှာဆိုဒီနောက်ဘီးကိုရောက်ဖို့လို့လိုနေတဲ့တဝက်လောက်လိုနေတဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီကောင်ကိုvelocity လောက်မှာကျွန်တော်တို့ဒီမြင်ကဆိုတဲ့ဥစ္စာလေးတွေသွားလိုက်မယ်ကျွန်တော်တို့ဒီကဆိုတဲ့ဒီကောင်လေးအဲ့ကောင်လေးတော့သွားမှာအဲ့ကောင်လေးရောက်ပြီဆိုရင်ကျွန်တော်ဒီ castron ကိုရွေးမယ် castron နဲ့မှာကျွန်တော်ဒီအလဲကောင်ကဒီ B ကိုဖြတ်မယ်အလဲကောင်က B ကိုဖြတ်ပြီးရင်ကျွန်တော်လုပ်တဲ့လူမျိုးလေးလုပ်မှာပေါ့နော်အဲ့လိုလုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီမှာပို့နေတာဒုတိယ B ရဲ့နောက်ကလေးနည်းနည်းထွက်ပြီးပို့နေဖြစ်တဲ့အတွက်ကျွန်တော်ကကြိုက်တယ်ပဲပေါ့နော်ဒီဘက်ပဲလှုပ်ဒီဘက်ပဲလှုပ်ရပါတော့အဲ့ဒီမှာဆို 1.1 လောက်ထားလိုက်မယ် 1.1 လောက်ထားလိုက်မယ်ဆိုကျွန်တော်ဒီမှာညီသွားပြီနည်းနည်းလေးပုံနေတော့ 1.2 လောက်ထားလိုက်မယ်ဆက်ပြီး